ကျွန်တော်တို့7-Eleven မှာဈေးတော့ဝယ်ရင် 7-Eleven ကပေးလိုက်တဲ့ဒီလိုစတေကာလေးတွေကိုကျွန်တော်တို့လွတ်ပြစ်နေမိတယ်ကျွန်တော်လည်းလွတ်ပြစ်လို့အမတို့လည်းလွတ်ပြစ်နေမိတယ်မလားဒီစတေကာလေးတွေကဘယ်လိုပတ်စံပေးတာလဲပတ်စံလျှော်ပေးတာလားပစ္စည်းလက်ဆောင်ပေးတာလားဆိုတာကျွန်တော်လည်းမသိဘူးခင်ဗျားတို့လည်းမသိဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့အတူတူတော့ထုတ်ကြည့်ကြမယ်တရားပါရလဲဆိုတာ let's go 7-Eleven ကိုတော့ရောက်လာပြီရောက်လာပြီးတော့လမ်းလျှောက်ပြီးတော့ဝင်သွားတယ်ငါဘာလို့ကောက်ဟောမစတေလာလေးရဆိုပြီးတော့ဟိုကြီးတီကြီးလိုက်ကြည့်နေတယ်လိုက်ကြည့်နေပြီးတော့ဟုတ်ပြီငါဝင်မဲ့ဟာငါတီးရပြီဆိုပြီးတော့ငါတို့ဒီကောက်ကိုင်းနေတယ်ဟုတ်ပြီပြီးတော့ကောင်းလာမှာပတ်စံတော့ရှင်တော့ကျွန်တော်မှရှိတဲ့စတေကာလေးကိုထုတ်ပေးလိုက်တယ်သူကစတေကာလေးကိုကြည့်ပြီးတော့ဘယ်လိုလုပ်ပြီးလဲဆိုတော့ဗျာစတေကာတစ်ဆိုရင်သူကတစ်ချက်နှုတ်ပြီးတယ်စတေကာ3ဆိုရင်တော့3ချက်နှုတ်ပြီးတယ်ပြီးတော့သူကဘယ်လိုလဲကျွန်တော်ကြားတာ89ဘက်ကိုဗျာ17ဘက်ပဲပေးရတယ်17ဘက်ပဲပေးရတယ်ဆိုတော့10%ရှော့ပေးရတယ်မဆိုးဘူးဗျာအဲဆိုနောက်ဆိုရင်တော့ကျွန်တော်စတေကာလေးတင်ထားတာပါ